ကဲအားလုံးပဲမင်္ဂလာပါဗျအာဆနယ်အသင်းကတော်တင်ဟန်ဟော့စပါကို4-9နဲ့အနိုင်ရခဲ့တဲ့ပွဲပြီးမှာတော့မန်ယူကန်နိုဝေနဲ့ဘောလုံးပွဲသုံးသက်သူကယ်ရီနဗီကပြီးခဲ့တဲ့ဝူဖာဟန်တန်နဲ့ပွဲစဉ်ကဝေဖန်စရာဖြစ်ခဲ့တဲ့အာဆနယ်ကိုသမားဒေးဗစ်ရာကိုထုတ်ဖော်ချီးကျူးလိုက်ပါတယ်ပြီးခဲ့တဲ့ Wolf နဲ့ပွဲစဉ်ကအမှားယွင်းတစ်ခုလုပ်ခဲ့ပေမဲ့အခုလိုအရေးကြီးတဲ့မြောက်လန်ဒန်ဒါဘီလိုပွဲကြီးမှာတော့အမှားနည်းခဲ့ပြီးစိတ်ပိုင်းဆိုင်ရာကြက်ခိုင်မှုကိုပြသနိုင်ခဲ့တယ်လို့နဗီကဆိုပါတယ်တနင်္ဂနွေနေ့ပွဲစဉ်မှာဗစ်တာယောဂရက်နဲ့အယ်ဇီတိုရဲ့သွင်းဂိုးတွေကိုလူတွေကအာရုံစိုက်နေကြပြီးဒေးဗစ်ရာရဲ့ဂိုးအေရီယာတွေကစမိုးထားမှန်ဘူးနဲ့တေချာပေါက်ဂိုးကောက်ရမှုတွေကိုလိလူရှူထားကြတယ်လို့နဗီကပြောကြားခဲ့ပါတယ်ဒီနိုင်ပွဲကြောင့်အာဆနယ်တို့တပွဲပို9မှတ်သာနဲ့မန်စီးတီးထက်မှရက်တီလျက်ရှိပြီးဂွာဒီယိုလာအသင်းရဲ့ PR တွေရှိနေပေမဲ့ဒီယာဒီမှာခက်ခဲတွေအများကြီးကြားတဲ့ကအာဆနယ်တို့ပရီးမီယာလိဖလားရယူသွားလိမ့်မယ်လို့နဗီကခံမှန်းသွားခဲ့ပါတယ်။ဒေးဗစ်ရာကိုဘရက်ဖို့ကခေါ်ယူခဲ့စဉ်ကဝေဖန်မှုတွေရှိခဲ့ပေမဲ့အခုချိန်မှာတော့ဒေးဗစ်ရာရဲ့ခေါ်ယူမှုကပရီးမီယာလိရဲ့အကောင်းဆုံးဂိုးသမားခေါ်ယူမှုတွေကတစ်ခုဖြစ်ခဲ့သလိုရာအနေနဲ့လည်းပရီးမီယာလိရဲ့အကောင်းဆုံးနဲ့အတည်ငြိမ်ဆုံးဂိုးသမားဖြစ်သက်သေပြနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။အာဆနယ်ကိုချန်ပီယံဖြစ်ထောက်ခံနေပေမဲ့ဂယ်ရီနဗီကတော်တင်ဟန်နဲ့ပွဲမတိုင်ခင်ချန်ပီယံဆုအတွက် PR တွေတိုးလာတာကိုအာဆနယ်တို့ဘယ်လိုရင်ဆိုင်မလဲလို့မေးခွန်းထုတ်ခဲ့ဘူးပါတယ်။ဒါပေမဲ့လည်းပွဲပြီးမှာတော့ဂယ်ရီနဗီကနောက်ဆုံးမှာတော့ပွဲကိုသူတို့အကောင်းဆုံးထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။ပထမပွဲချိန်တွေကိုသူတို့ပြန်ကြည့်ပြီးဒီနေ့ထားမှာငါတို့ဘာလို့ရှိနေတာလဲလို့သူတို့တွေးကောင်းတွေးမိမယ်ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒုတိယပိုင်းမှာသူတို့အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ခဲ့လို့ပါ။သူတို့စီကချန်ပီယံစိတ်ဓာတ်ကိုကျွန်တော်တို့ဒုတိယပိုင်းမှာတွေ့မြင်ခဲ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကကစားပွဲတစ်ခုလုံးကိုတန်းမိုးချုပ်ကင်ထားလိုက်လို့ပါ။သူတို့ကသူတို့ရဲ့ပြဿနာတွေကိုသူတို့ကိုယ်တိုင်ပဲတစ်ချိန်တစ်ချိန်ဖန်တီးခဲ့ပြီးဒီအမားတွေကကူးဆက်တတ်တဲ့အမားတွေပါ။ဒီအမားတွေကပွဲချိန်အများစုကိုတန်းမိုးထားတဲ့သူတို့အသင်းကိုထိခိုက်စေမလားလို့ကျွန်တော်တွေးမိပါသေးတယ်။ဒါပေမဲ့သူတို့အကောင်းဆုံးထိန်းချောင်းသွားနိုင်ခဲ့ပါတယ်။ဒီနိုင်ပွဲကသူတို့အတွက်အရန်ကိုအရေးကြီးတဲ့နိုင်ပွဲတစ်ပွဲပါ။ဒါပေမဲ့ချန်ပီယံတွေအတွက်ပိုပြီးခက်ခဲတဲ့ PR တွေကရှေ့ပွဲစဉ်တွေမှာစောင့်နေအောင်ပါ။အခုပြောဖို့ကစောပါသေးတယ်ကျွန်တော်တို့ရဲ့အမြင်တွေကအခုချိန်မှာသိမသိတာသေးမယ်ဧပြီလရောက်တဲ့အခါမှာတော့အရန်ကိုသိတာသွားမှာပါသူတို့တွေပွဲတိုင်းကအရေးပါနေပြီးအာဆနယ်တွေနဲ့ခက်ခဲတဲ့ပွဲဆက်တွေကိုစတိုက်ဆိုရင်ဆိုင်နေရတာပါဒီပွဲလေးမတိုင်ခင်ကလေးကကျွန်တော်ရရတယောက်အကောင်းဆုံးပုံစံနဲ့ပြန်လာမယ်လို့ကျွန်တော်ထင်ထားခဲ့တာပါကျွန်တော်ထင်ထားတဲ့အတိုင်းစွမ်းဆောင်ရည်ကောင်းတွေပြသသွားပါတယ်သူကအာဆနယ်ကိုရောက်တဲ့အမခန်ကိုသမားတယောက်ဖြစ်တယ်ဆိုတာတရားစီပြီးတရားကြီးတက်တည်ပြလာခဲ့တာပါသူ Wolf ပွဲစဉ်တုန်းကအကြောင်းတွေချိန်ယူပြီးစဉ်းစားဖို့အတန်တွေကိုနားထောင်ဖို့အချိန်ပေးခဲ့ပုံရပါတယ်။သူဘလို့တုံ့ပြန်မလဲ။သူနည်းနည်းပို့ပြီးတွတ်ဆွတ်တုံလုံးနေပါလား။လုံးဝကိုအထင်နဲ့အမြင်ပြောင်းမဲ့မှာလုံးဝမဟုတ်ပါဘူး။သူအကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ခဲ့ပါတယ်။ဘောလုံးကအခြားအရာတွေနဲ့မတူပါဘူး။အခြားအရာတွေမှာအမားကိုပြင်ဆင်ဖို့အချိန်ပေးနေတော့ပေးလို့ရပါတယ်။ဘောလုံးမှာတော့အမားအတွက်တွေ့ဝေငငန့်နေလို့မရပါဘူး။ချက်ချင်းနှိုးထားမှအဆင်ပြေမှာပါ။စပါနဲ့ပွဲစဉ်ကသူ့ကိုယ်မူရာကိုကြည့်ပြီးသူ့ရဲ့စိတ်နဲ့ကြက်ခိုင်မှုကိုကျွန်တော်အသိမှတ်ပြုရပါတယ်။ဘိုးအေရီယာထဲမှာသူကအကောင်းဆုံးလွှမ်းမိုးထားနိုင်ပြီးဝင်လာတဲ့ဖြတ်တင်မော်တိုင်းကိုဖမ်းယူနိုင်ခဲ့ပါတယ်။ဒီပွဲကသူ့အတွက်အမှားယွင်းကင်းတဲ့အကောင်းဆုံးပုံစံကိုပြန်ရဖို့အရန်အရေးကြီးခဲ့တယ်လို့အထူးကဝယ်မှုတစ်ခုကိုလည်းပြုလုပ်နိုင်ခဲ့ပါတယ်။ဒီပွဲအနိုင်ကဂန်နာတွေအတွက်စစ်ကျင်တဲ့ဆရာအကောင်းဆုံးဖြစ်ခဲ့တယ်လို့ဒီတရားဒီလုံးထူးချွန်ခဲ့တဲ့အရာအတွက်လည်းကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ချန်ပီယံဆုအတွက်ရှင်ပြိုင်မှုအကြောင်းဆွေးနွေးခဲ့ရမှာဂယ်ရီနဗီကမန်စီးတီးမှာမာမုရှ်ဟာလန်ချက်ကီစီဗင်ညိုဖိုရန်တို့ကတကယ်ကိုအန်ဒီရများတဲ့ကစားသမားတွေပါဒါပေမဲ့လည်းဗဟိုခံစစ်မှုတွေကိုကြက်ခိုင်အောင်ထိန်းထားနိုင်မှုတော့လိုအပ်ပါတယ်ခံစစ်တင်ငိမ့်နေတော့သူတို့အတွက်အခွင့်အရေးရှိလာမှာပါဂိုးသမားကလည်းကောင်းပါတယ်နီးပြကတော့ပြောစရာမလိုအောင်ထူးချွန်တဲ့လူပါနျူကာဆယ်နဲ့ပွဲပြီးမှဟာလန်နဲ့ပက်တို့ရဲ့အောင်ပွဲခံတွေကအတိတ်ပဲရှိပါတယ်သူတို့ကအာဆနယ်တို့ကိုသတင်းစကားပေးပို့လိုက်တာပါဒါကစိတ်ပိုင်းဆိုင်ရာကစားပွဲတစ်ခုပါဘက်ကတော့မဆိုင်ဘူးလို့ညင်းပါလိမ့်မယ်ဒါပေမဲ့ဒါကတကယ်တော့စိန်ခေါ်မှုတစ်ခုပါနောက်လပိုင်းတွေမှာသူတို့နှစ်သင်းရဲ့နီးပြတွေပြောမဲ့စကားတွေကွင်းထဲကအပြုတ်မှုတွေကပြိုင်မဲ့အသင်းတွေစိတ်ပိုင်းဆိုင်ရာသတင်းစကားတွေပေးပို့မှုတွေပဲဖြစ်ပါလိမ့်မယ်ကျွန်တော်ကရှေ့မှာဒါမျိုးတွေအရန်လှုပ်တဲ့ဖာဂူဆန်အာစဝင်းကားနဲ့မော်ရီဟိုတို့ကိုမြင်တွေ့ခဲ့ပြီးပါပြီဒါတွေကစိတ်ပိုင်းဆိုင်ရာထိုးနှက်ချက်တွေပါပက်နဲ့ဟာလန်တို့ရဲ့အောင်ပွဲခံကငါတို့မင်းတို့စီလာနေပြီမင်းတို့တော့ငါတို့ကက်ရက်ပါလာနေပြီဆိုတဲ့သတင်းစကားပေးပို့လိုက်တာပါအာဆနယ်တို့ကတော့ဒီအခြေအနေကိုအကောင်းဆုံးထိချုပ်ပြသွားနိုင်ခဲ့ပါတယ်ဒီလိုအခြေအနေတွေကိုနောက်ထပ်6ပတ်ကနေ10ပတ်အထိကြကြခံရအောင်ပါဒီဟာဒီပရီးမီးယားလိစူပလာကိုဂန်နာတွေထက်ထက်တန်ရယူသွားနိုင်မှာပါစူပလာမန်စီးတီးစီမရောက်တော့သူတို့အကောင်းဆုံးရုန်းကန်သွားပါလိမ့်မယ်ဒီဟာဒီတော့သူတို့အရင်ရာသီတွေကတော့အဖြစ်မျိုးအဖြစ်မခံလောက်တော့ပါဘူးဒါကရုန်းကန်မှုတစ်ခုပါတိုက်ပွဲတစ်ခုပါလက်ရှိစီးတီးကရာချန်ကလော့ရဲ့လီဗာပူးနဲ့တုန်းကတိုက်ပွဲဝင်ခဲ့တဲ့အသင်းပုံစံမျိုးမဟုတ်တော့ပေမဲ့အဝေးလဲကန်ထဲမှာအရင်ပုံစံပြန်လဲတီဆောက်နိုင်တဲ့ဘက်ကွာရီယာနီးပြမျိုးရှိနေပါသေးတယ်
ဒါကြောင့် City က Arsenal အတွက်အရန်ကိုအန်ဒီရဲ့များပါတယ်ဒီဟာဒီ Premier League ကဂန်နာတွေအတွက်လို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့သူတို့ရဲ့အမားတွေကနေတစင် City တို့ကြော်တက်တာခံရရင်လည်းကျွန်တော်အံ့ဩနေမှာတော့မဟုတ်ပါဘူးဒီဟာဒီကအင်မတန်မှကိုရင်ကုန်စရာကောင်းပါတယ်ရာဒီကုန်ကန်ကြီးတွေကြီးမားတဲ့ရုံးကန်မှုတွေကိုမြင်ရလေဖြစ်လာမှာပါတပွဲတွေပိုပြီးဆွဲဆောင်မှုရှိနေပါတယ်ကျွန်တော်ထင်ပြောရရင် ATM မှာကစားမဲ့ April လပွဲစဉ်ကဒီဟာဒီတွေကြီးကျယ်ခမ်းနားတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာပါလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်